ဂျပန်မှာသွားညှိတာပိုက်ဆံအရမ်းကုန်တယ်ရောမလုပ်ကြနဲ့အားလုံးပဲမင်္ဂလာပါရှင် Welcome to my channel တကယ်ဥမှာဟီဆာရှိဘူးဒီပေါ့နော်အခုခင်ကအားလုံးကိုဒီဂျပန်မှာသွားညှိရနဲ့ပတ်သက်ပြီးတော့မှပြပြပေးချင်ပါတယ်ဒီတစ်ခေါက်ဗီဒီယိုမှာတော့ခင်ကဂျပန်မှာသွားညှိချင်တဲ့သူတွေအတွက်အပိုင်း၄ပိုင်းခွဲပြီးတော့မှပြပြပေးသွားပါမယ်အဲ့တော့သွားညှိရဆိုလို့ရှိရင်ပထမအဦးဆုံးသိထားမှာကကိုကဘလို့အမျိုးအစားနဲ့သွားညှိချင်လဲဆိုတာကိုသိဖို့လိုပါတယ်ရှင်အဲ့တော့တော်တော်များများသိကြတာကတော့ wire kyosei လို့ခေါ်တဲ့ဒီလိုမျိုးသွားမှလေးကျိုးလေးတွေနဲ့ဆက်ပြီးတော့မှသွားညှိတာကိုတော်တော်များများကသတိပြုမိကြမယ်လို့ထင်ပါတယ်အခုဒီတစ်ခါခင်ပြပြချင်တာကကြတော့ wire kyosei မဟုတ်ပဲねဒီလိုမျိုးသွားကြွေကပေါ့နော်ဒီ Invisalign ကိုသွားမှာကတ်ပြီးတော့မှသွားညှိတဲ့ကုသမှုနဲ့ပတ်သက်ပြီးတော့မှပြပြပေးသွားပါမယ်အဲ့တော့ဒီ Invisalign လို့ပြောလို့ရှိရင်အခုဂျပန်မှာတော်တော်လေးခေတ်စားနေပါတယ်။သူကကြတော့ဒီ wire တွေထက်ကိုမှပို့ပြီးတော့မှအချိန်ကမြန်ဆန်ဆန်နဲ့ဘယ်လိုပြောမလဲသွားကိုပို့ပြီးတော့မှညှိပေးနိုင်တယ်ပေါ့နော်။ဒါပေမဲ့ဘဲသွားညှိတာကိုပဲလို့သူ့ရဲ့ဘယ်လိုပြောမလဲဆိုလို့ရှိရင် characteristic တွေတော့ရှိရပေါ့နော်။ဥပမာကိုကခင်လိုမျိုးသွားကျဲလို့သွားညှိချင်တာမျိုးဆိုလို့ရှိရင်တော့ဒီလိုမျိုး mouthpiece ကတော့ပို့ပြီးတော့မှအကျိုးသက်ရောက်မှုရှိပါမယ်။တကယ်လို့ကိုကသွားတွေထပ်ပြီးတော့မှပြီးလို့ရှိရင်ကြတော့သွားတွေများနေတာတို့အဲ့လိုမျိုးဟာမျိုးဆိုလို့ရှိရင်တော့ကိုက wire kyosei လို့ခေါ်တယ်ပေါ့နော်ဒီလိုမျိုးသွားမှာဂျိုးတက်ပြီးတော့မှညှိတာကပို့ပြီးတော့မှအဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ကိုကဘလို့အမျိုးအစားနဲ့တင့်တော်လဲဆိုတာကိုဆရာဝန်လေးစီသွားပြီးတော့မှကိုကစူဒန်လုပ်လို့ရတယ်ပေါ့နော်ညှိနှိုင်းလို့ရပါတယ်အဲ့တော့ခင်ဒီတစ်ခေါက်တက်တဲ့ဒီ mouthpiece နဲ့ပတ်သက်ပြီးတော့မှခင်ကအစအဆုံးပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အားလုံးသိကြတဲ့အတိုင်းသွားညှိမယ်ဆိုလို့ရှိရင်ဂျပန်မှာကအရန်ဈေးကြီးပါတယ်အဲ့တော့ဈေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခင်ခုသွားညှိတာကဘလောက်လဲဆိုတဲ့မိကွန်းကတော့တော်တော်များများလာမေးကြပါတယ်ရှင်အဲ့တော့ခင်ဒီတစ်ခါသွားညှိတာကပတ်စံဘလောက်ကုန်လဲဆိုလို့ရှိရင်တော့ဒီ mouthpiece ကအခု26ခုရပါတယ်အဲ့26ခုလုံးခင်စီမှာရှိပါတယ်အဲ့တော့ခင်အဲ့ဒါကိုအရင်ဆုံးပြပေးပါမယ်ဒီလိုမျိုးလေးပါ mouthpiece တစ်ခုချင်းစီပေါ့နော်ဒီလိုမျိုးဒီဟာလေးတွေကိုခင်ကပထမအုပ်ဆုံး26စုံရခဲ့ပါတယ်အဲ့တော့10ရက်မှာခင်ကတစ်စုံကိုလဲရပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့အလုံး26စုံဆိုလို့ရှိရင်ရက်260ကြာပါမယ်ခင်ရဲ့ဒီသွားညှိတာပြီးဖို့အတွက်အဲ့တော့ရက်260ဆိုလို့ရှိရင်တော့8လကျော်လောက်ကြာမှာဖြစ်ပါတယ်အဲ့တော့ဒီ26စုံလုံးအတွက်ပေါ့နော်ခင်ပတ်စံဘလောက်ပေးခဲ့ရလဲဆိုလို့ရှိရင်တော့ခင်ကဂျပန်ယန်58,000ပေါ့နော်1,060နီးပါးပေးခဲ့ရပါတယ်အဲ့တော့ကိုကဒီ1,060ကဘာလို့1,060ပေးရတာလဲဆိုလို့ရှိရင်ဒီသွားညှိတဲ့mouthpiece အတွက်ရောပြီးလို့ရှိရင်ကြတော့ဟိုချောလို့ခေါ်တာပေါ့နော်အကယ်၍ခင်ကဒီ8လကျော်နဲ့သွားညှိလိုက်တဲ့ခါမှာသွားကကိုစိတ်တိုင်းမကြသေးဘူး result ကိုစိတ်တိုင်းမကြသေးဘူးထပ်ပြီးတော့မှကိုကပုံလုံးချင်သေးတယ်ထပ်ပြီးတော့ညှိချင်သေးတယ်ဆိုလို့ရှိရင်တော့ခင်စီမှာဟိုချောရှိပါတယ်ဟိုချောဒီ2နှစ်ထိရှိပါတယ်အဲ့တော့အဲ့2နှစ်အတွင်းမှာခင်မကြိုက်မချင်းပြင်နေလို့ရပါတယ်အဲ့ဒါကတော့ကိုကဆရာဝန်နဲ့ဆိုးတန်းလောက်ရမှာပေါ့နော်အဲ့တော့ဒီဈေးတစ်ခုတည်းရှိရလားဆိုလို့ရှိရင်တော့မဟုတ်ပါဘူးခင်သွားတဲ့ဆေးရုံပေါ့နော်ဒါကတော့ဂျပန်မှာဆိုလို့ရှိရင်အလှပကလေးနဲ့ပေါ့နော် SPC မှာခင်သွားပြီးတော့မှဒါ mouthpiece ကိုသွားလုပ်ခဲ့ရပါအဲ့တော့ SPC မှာကျတော့ဈေး3မျိုး3စားရှိပါတယ်ခင်အကြမ်းပြင်းပြပြပါမယ်နံပါတ်1ကကျတော့ဘယ်လောက်လဲဆိုလို့ရှိရင်ရန်တောင်30ကျော်တစ်မျိုးရှိပါတယ်ခင်ရွေးလိုက်တဲ့ဟာကကျတော့ရန်တောင်50ကျော်ပါပြီးလို့ရှိရင်တော့ရန်တောင်90ကျော်လည်းရှိပါတယ်အဲ့တော့တစ်ခုချင်းစီမှာဘာတွေကွာလဲဆိုလို့ရှိရင်သူတို့ရဲ့ဒီ mouthpiece ရဲ့quality ပိုင်းရယ်ပြီးလို့ရှိရင်တော့ဟိုရှိုးလို့ခေါ်တဲ့ဘယ်နှစ်အမခံရတာရယ်နဲ့လိုက်ပြီးတော့မှဈေးတွေကကွာခြားမှုရှိပါတယ်အဲ့တော့မိမိစိတ်တိုင်းကြရွေးချယ်ပြီးတော့မှတက်လို့ရပါတယ်ရှင်အဲ့တော့ဒါဆိုလို့ရှိရင်တော့ခင်ကကြာချိန်ကိုလည်းပြောခဲ့ပြီးဈေးကိုလည်းပြောခဲ့ပြီး mouthpiece နဲ့ပတ်သက်ပြီးတော့လည်းပြောခဲ့ပြီးသွားပြီပေါ့နော်အဲ့တော့ mouthpiece တက်လို့ရှိရင်နာလားဆိုတဲ့ဒီမေးခွန်းလေးကိုလည်းခင်ကတစ်ဆက်တည်းပြပြပေးသွားပါမယ်အဲ့တော့ mouthpiece တက်တယ်ဆိုလို့ရှိရင်တော့နာလားဆိုလို့ရှိရင်တော့နည်းနည်းလေးမအီမတာခန်းစားချက်တော့ဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်တော့ mouthpiece တစ်စုံနဲ့တစ်စုံအပြောင်းအလဲတက်တဲ့အချိန်ကြီးမှာဆိုလို့ရှိရင်တော့နည်းနည်းလေးကိုသွားကိုချုပ်နေတယ်လို့မျိုးခန်းစားချက်ရပါတယ်ဒါပေမဲ့မခံမရနိုင်လောက်အောင်နာကျင်မှုတွေပြီးလို့ရှိရင်ကြတော့ထမင်းမစားနိုင်မတောက်နိုင်တာမျိုးတွေတော့မရှိပါဘူးအဲ့တော့အခုခင်က mouthpiece ကိုနှစ်စုံမြောက်ကိုတက်ထားတာပါတကယ်လို့ပေါ့နော်ကိုကစကားပြောတဲ့အခါမှာဆိုလို့ရှိရင်เนาะဒီ mouthpiece ကြောင့်မို့လို့နည်းနည်းလေးအဲ့လိုမျိုးစကားပြောလေးနေတယ်လို့မျိုးလေးတော့ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလည်းပဲအချိန်တစ်ခုရောက်လာတဲ့ခါကျလို့ရှိရင်တော့အသားကျသွားပါတယ်အဲ့တော့ဒီ mouthpiece ကိုတစ်နေ့ကိုဘယ်လောက်ကြာတက်ရမလဲဆိုတဲ့ဟာကလည်းပဲသိဖို့အရေးကြီးပါတယ်။တစ်ရက်မှာနိုင်20ကနေပြီးတော့မှနိုင်22နာရီတက်ရပါတယ်။အဲ့တော့သူလိုချင်တာကကြတော့ထမင်းစားတဲ့အချိန်ပဲဒီ mouthpiece ကိုချွတ်ရပါတယ်။အဲ့တော့
ကိုက mouse speed ကိုချွတ်လိုက်တဲ့အချိန်တိုင်းမှာပြန်တက်တဲ့အခါမှာသွားရဲ့တန့်ရှင်းမှုလည်းပဲကိုကအာရုံစိုက်ဖို့လိုတယ်ပေါ့နော်တကယ်လို့ကိုသွားညင်ညစ်ပပတ်ဖြစ်နေတဲ့အချိန်မှာ mouse speed ကိုတက်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့မှပိုးမွှားတွေဖြစ်ပြီးလို့ရှိရင်သွားပူစားတာမျိုးတွေပြီးလို့ရှိရင်တော့တခြားပေါ့နော်ဒီ green နဲ့မကောင်းတာမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးပြဿနာတွေရှိလာနိုင်တာမို့လို့ဒီ mouse speed ကိုချွတ်ပြီးတော့မှပြန်တက်တဲ့အချိန်ကြလို့ရှိရင်တော့သွားကိုလည်းပဲတေချာတန့်စင်အောင်တိုက်ပြရပြီးတော့မှဒီ mouse speed ကိုလည်းပဲပေါ့နော်တေချာတန့်စင်အောင်ဆေးကြောရပါတယ်အဲ့တော့အဲ့ဒီဟာကကြတော့တစ်နေ့မှာထမင်း3ချိန်စားရဲဆိုလို့ရှိရင်3ခါလောက်ရမှာမို့လို့ဒါလေးကတော့နည်းနည်းလေးပေါ့နော်အလုံးချုပ်တယ်လို့တော့ခန်းစားရစီပါတယ်ဒါပေမဲ့သူကဝါယာကျိုးစိတ်ထက်တော့ပေါ့နော်ပို့ပြီးတော့မှမြန်ဆန်တယ်ပြီးလို့ရှိရင်နောက်တော့ဝါယာကျိုးစိတ်ထက်ကိုရှင်းကြည့်မယ်ဆိုလို့ရှိရင်တော့ဈေးလေးကနည်းနည်းပို့ပြီးတော့မှတက်တာရလို့ပြောလို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ခင်ရဲ့သွားကြရနဲ့လည်းပဲကိုက်ညီမှုရှိတယ်ပြီးလို့ရှိရင်ဈေးကလည်းပဲအတင်းရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ခင်ကဒီဟာကို SBC မှာပဲရွေးချယ်ခဲ့တာပါအဲ့ပြီးလို့ရှိရင်လေပတ်စံငွေချေတဲ့ခါကြလို့ရှိရင်တစ်ခါတည်းတစ်ဖြတ်တည်းပေးရတာမျိုးမဟုတ်ပင်နဲ့ကိုကတစ်နှစ်အကြာခြေချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်အဓိကကတော့အဲ့လိုမျိုးကိုကခွဲပြီးတော့ပေးချင်တယ်ဆိုလို့ရှိရင်တော့ကိုယ့်စီမှာ critical ရှိဖို့ကတော့အရင်ရေးကြည့်ပါတယ်အဲ့တော့ critical ရှိမှသာကိုကဖုန်းကားစုလို့ခေါ်တယ်ပေါ့နော်ခွဲပေးတာကိုလှုပ်ဆောင်လို့ရမှာပါတကယ်လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ SBC clinic ကိုအခုမှစသွားမဲ့လူတွေဆိုလို့ရှိရင်တော့ခင်ရဲ့ short ကိုက်ကိုယူပြီးတော့မှရန်9000နဲ့ညီမျှတဲ့ point 9000ကိုရယူနိုင်ပါတယ်တကယ်လို့လိုချင်တဲ့လူတွေအသုံးပြုလိုက်ရအောင်လို့ခင် comment မှာထားပေးထားပါမယ်ရှင်ထပ်ပြီးတော့မှသိချင်တာမျိုးလေးတွေရှိရဆိုလို့ရှိရင် comment မှာမေးခဲ့ပါခင်တက်နိုင်ဆုံးပြန်ပြီးတော့မှဖြေကြားပေးပါမယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင် bye bye see you in the next video